စိတ်ညံ့ညီအမဗဆက်ရစဝင်ပကံပြီးအနော်ရထားဘရင်ခင်မှာငှက်ကျွဲစိတ်ညံ့စိမ့်ခတ်ဆိုတဲ့မောင်နှမ3ယောက်ရှိတယ်။အဲ့ဒီချိန်တုန်းကပကံမှာအကြီးကြီးဝါရအလွန်အားကောင်းချိန်ဖြစ်တယ်။စိမ့်ညံ့နဲ့စိမ့်ခတ်ဟာအလွန်လှပတဲ့မိန်းမပြူများဖြစ်တော့အကြီးကြီးတို့သဘောကျတာပေါ့။ဒီလိုနဲ့အကြီးကြီးတွေဟာစိမ့်ညံ့နဲ့စိမ့်ခတ်ကိုပန်းဦးလွတ်ဖို့တောင်းတဲ့အခါပကံလူတန်ကြီးငှက်ကျွဲလဲညီမ2ယောက်ကိုပခုံးပေါ်တင်ပြီးထွက်ပြေးပါလိရောလိုက်လံဖမ်းဆီးတဲ့အကြီးကြီးတွေကိုခုခံတိုက်ခိုက်ရင်ပုံရင်ပြေးရင်ပကံနဲ့ဝေးရာမြည်တင်းတွင်းရွာအထိရောက်သွားခဲ့တယ်ငှက်ကျွဲတို့မောင်နှမတွေကြီးလက်ရွာလေးမှာအချီကျပြီးနေထိုင်ကြတာပေါ့ဒီလိုနဲ့တနေ့မှာလူတွေဝတ်တဲ့အဝတ်စားမျိုးမဟုတ်ဘဲတစ်ခေါက်ဆိုးထားတဲ့အဝတ်ရှိကြီးဝတ်ခေါင်းတုံးပြောင်ပြောင်နဲ့လူတစ်ယောက်ကိုမြင်တဲ့အခါတာမန်လူတော့မဖြစ်နိုင်ဘူးအကြီးကြီးခိုင်းဝင်ပဲဖြစ်ရမယ်ဆိုပြီးတိုက်ခိုက်ပါတယ်တန်ပါတယ်ဆိုတဲ့ငကြွေးရဲ့ထိုးခုတ်တိုက်ခိုက်ချက်တွေဟာထိုးပုတ်ကူရဲ့အသားကိုမဆူထားနဲ့အဝတ်ကိုတောင်မထိခိုက်မလှုပ်ခတ်နိုင်ကြဘူးထိုးတစ်ခေါက်ထဲဝပုတ်ကူဟာငကြွေးကိုလည်းမတုံ့ပြန်တယ်လို့မျက်နှာမှာလေဒေါသတစည်းမှမရှိပဲကြည်လင်တန်ဆင်กว่าတိငိမ့်နေတယ်ဒါနဲ့ဒီလူဟာတာမန်တော့မဟုတ်ဘူးမီးကြည့်ရမယ်ဆိုပြီးငကြွေးလေးစကားလှမ်းပြောတယ်အတင်ဘသူဖေးအရက်သားလေးမီးတော့ငါဒီတင့်ညံသူအကြီးကြီးလေးမဟုတ်တင်းလို့တာမန်လူလေးမဟုတ်ဗုဒ္ဓဖရာကြီးတားတော်တာဖြစ်ကြီးလို့မိတယ်ထိုသူကရှင်အရဟံဒီလိုနဲ့မြတ်သောအကျင့်ရှိတဲ့ရှင်အရဟံကိုတူရင်တောင်နဲ့ရက်မှာခဏတရင်သုံးစေပြီးမကြမီမှာပဲဘယင်အနော်ရထာနဲ့တွေ့ဆုံစေခဲ့တယ်။အနော်ရထာနဲ့ရှင်အရဟံဆုံတဲ့အခါဗုဒ္ဓတရားတော်များကိုဟောကြားတဲ့အခါဘယင်လဲကြည်ညိုကြည်နပ်ပြီးဗုဒ္ဓဘာသာဝင်အဖြစ်လိုလိုလာလာလက်ခံခဲ့တယ်။အဲ့ဒီကစရှင်အရဟံနဲ့အနော်ရထာပေါင်းပြီးပကံမှာဗုဒ္ဓသာသနာစီပင်အောင်ဆောင်ရွက်ကြတယ်။စစ်မှန်တဲ့ယဟန်တန်ခါကိုပင်းဆောင်လာသူငကြွဲကိုလည်းသူကောင်းပြူတယ်။စိမ့်ညံ့နဲ့စိမ့်ခတ်ကိုလည်းမင်းသမီးအရာထားခဲ့တယ်။ဆိုတော့စိမ့်ညံ့နဲ့စိမ့်ခတ်မင်းသမီး2ပါးလည်းဗုဒ္ဓဘာသာကိုတက်ဝင်ပြီးသူတို့အပိုင်စားရတဲ့မြေမှာစီဒီတီဖို့ကြိုးစားတယ်။အုတ်ပန်းရံပကြီးပန်းဖို့အစားရှိတဲ့အဖို့အခများအတွက်ညီမ2ဦးအလုပ်လုပ်ပြီးငွေစုခဲ့ကြတယ်။တရက်ဝင်ငွေကိုတရက်စာအုပ်ဝေပြီးဖျားတီခဲ့ကြတယ်။တနည်းမှာစိမ့်ခတ်နေမကောင်းတဲ့အတွက်စိမ့်ညက်ဟာ2ယောက်စာအလုပ်ပို့လို့ငွေရှာခဲ့တယ်။အလုပ်ကအပြန်မောမောနဲ့ဖျားတီတဲ့နေရာရောက်တဲ့အခါစိမ့်ခတ်ဟာစိမ့်ညက်စုထားတဲ့အုံများကိုခိုးယူပြီးဖျားတီတာကိုတွေးလိုက်ရချင်စိတ်ဆိုးပြီးကျိန်စာတိုက်ခဲ့ပါတယ်။အဲ့ဒီကျိန်စာကြောင့်ပဲလမ်းပေါ်ကကြည့်တဲ့အခါညမစိမ့်ခတ်ရဲ့ပထိုးကပုံမြင့်ပေမယ့်အမစိမ့်မြက်ရဲ့ခုဖျားကိုပဲအရင်မြင်ရတယ်။ပထိုးနဲ့ခုဖျားအပိသက်တီးပြီးတဲ့အခါညမဖြစ်သူကအတွင်းတတိုင်းအမဖြစ်သူကအပြင်တတိုင်းဆိုပြီးတတိုင်း2ထပ်ခတ်လိုက်ကြတယ်။ပကံမှာတတိုင်း2ထပ်နဲ့ရှားပါတဲ့ဖျား2စုဖြစ်လာပါတယ်။ပကံခင်မှာဘရင်အမျိုးနွယ်များတည်တဲ့ဖျားသာအုတ်တတိုင်းခတ်ခွင့်ရှိတဲ့အတွက်မင်းသမီးအစင်မဟုတ်တဲ့စိမ့်ညက်ညီမဟာတေတန်းကြခံခဲ့ရပါတယ်။အဆုံးမှာဖျားတီခဲ့ပြီးမယ်ရည်စက်မချခဲ့ရတဲ့အတွက်မကျွမလွတ်တော့ပဲဖျားမှာအဆောင်လျှောက်အဖြစ်ယနေ့တိုင်းနေထိုင်ကြပါတယ်။နောင်ပွင့်မဲ့ဖျားကိုရည်စူးပြီးထပနာများတိုက်များကိုစောင့်ရှောက်တဲ့စိတ်ညက်တိုက်ဆောင်ညီမလူလေယုံကြည်ကြပါတယ်